ဖွားဖြစ်သူရဲ့အိမ်အောင်ပြုဖို့ဖိအားပေးတာကိုရှောင်ရဲကျင်တာနဲ့ပဲသူမဟာလက်ထက်မဲ့သူကိုစဉ်းစားမနေတော့ပဲကြုံရတယောက်ကိုကောက်ရွေးလိုက်ပါတော့တယ်ဒါပေမဲ့မမျှော်လင့်ပဲသူမရွေးလိုက်မိတဲ့သူကသူမအမုန်းဆုံးပြိုင်ဘက်ဖြစ်နေခဲ့ပါတယ်နှစ်ဖက်အဖွားတွေကသူတို့ကိုတရားဝင်တွေ့ဆုံဖို့စီစဉ်ပေးလိုက်တဲ့အခါမှာတော့ထိုလူဟာအံ့အားသင့်သွားပြီးဒီစီစဉ်မှုကိုသဘောတူမိတဲ့အတွက်ချက်ချင်းပဲနောက်တရသွားပါတော့တယ်တကယ်တော့သူတို့နှစ်ယောက်ဟာအထက်တန်းကျောင်းကလေးကတယောက်နဲ့တယောက်အမြဲတမ်းပြိုင်ဆိုင်အောင်ဟစ်နေကြသူတွေဖြစ်ကြောင်းလူတိုင်းကသိထားကြတာပါအခုတော့အဖွားတွေရှိမှမို့လို့သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်သဘောကျနေတဲ့အအောင်တက်တက်နဲ့ဟန်ဆောင်နေကြရပါတယ်သူတို့နှစ်ယောက်ပိုပြီးရင်းနှီးသွားအောင်ဆိုပြီးထိုလူရဲ့အဖွားကသူမကိုအပြင်လိုက်ဖို့ခိုင်းလိုက်ပါတယ်သူကလည်းမတက်တာတဲ့အစုံသဘောတူလိုက်ပြီးကားပြိုင်ကွင်းတစ်ခုကိုခေါ်သွားခဲ့ပါတယ်သူကားမောင်းနေတာကိုကြည့်ရင်းနဲ့သူမစိတ်ထဲမှာသူဟာတော်တော်လေးချုံမောခံရတယ်လို့ရုတ်တရက်ခံစားလိုက်ရပါတယ်ဒါပေမဲ့ထိုလူကတော့သူမပြုံးနေတာကိုမြင်ပြီးသူမကလည်းကားပြိုင်တာကိုဝါသနာပါဒါပဲလို့အထင်လွဲသွားပါတော့တယ်ဝါသနာတူတယ်လို့ထင်လိုက်မိတာကြောင့်သူစိတ်ထဲမှာအမြင်ကြည်လင်သွားပြီးသူမကိုအိမ်ပြန်လိုက်ပို့ပေးခဲ့ပါတယ်ဒါပေမဲ့သူမအိမ်ထဲကိုရောက်ချင်းမှာပဲဝိုင်ပလင်းကွဲတံကိုကြားလိုက်ရပါတယ်အခန်းထဲကိုအပြေးသွားကြည့်လိုက်တဲ့အခါမှာတော့သူမရဲ့တူမလေးကဝိုင်ပလင်းကိုခွဲလိုက်တာကိုတွေးလိုက်ရပါတယ်ဒါနဲ့သူမကအမဖြစ်သူကိုကလေးကိုအပြင်ရင်ခေါ်သွားဖို့ပြောပြီးအောက်ကဖန်ခွဲစတွေကိုသူမကိုယ်တိုင်သိမ်းဆည်းနေပါတယ်အဲ့ဒီအချိန်မှာပဲအဖွားဖြစ်သူရောက်လာပြီးသူမအခန်းထဲကဝိုင်တွေအားလုံးကိုအကုန်လွှင့်ပစ်ဖို့ဗတ္တလာအိမ်စီကိုအမိန့်ပေးလိုက်ပါတော့တယ်တကယ်တော့သူမဟာအထက်တန်းကျောင်းကလေးကဝိုင်းချက်လောက်တာကိုဝါသနာပါခဲ့တာပါဒါပေမဲ့အဖွားကတော့ဒါကိုအချိန်ဖြုံးတာလို့ယူဆပြီးအမြဲတမ်းတားဆီးခဲ့တာပါအခုလေသူမရဲ့ဝါသနာကိုအမြင့်ဖြတ်ပစ်ဖို့အတွက်အဖွားကသူမကိုအပြစ်မထွက်ရဘူးလို့ပိတ်ပင်ပြီးအပြစ်ပေးလိုက်ပါတယ်သူမဟာဒီတန်ကိုမခံစားနိုင်ပဲသတိလစ်မိမျောသွားခဲ့ပါတယ်သူမပြန်နိုးလာတဲ့အချိန်မှာတော့သူမရဲ့ဝိုင်းချက်တဲ့ပစ္စည်းကိရိယာတွေအားလုံးအလွှင့်ပစ်ခံလိုက်ရပါပြီနှလုံးသားတစ်ခုလုံးကြေကွဲနေတဲ့သူမဟာသူမအမျက်တနိုးသိမ်းဆီးထားတဲ့ဝိုင်းလေးကိုတောက်ပြီးကိုနှစ်သိမ့်နေရရှာပါတယ်အဲ့ဒီအချိန်မှာပဲထိုလူဟာသူမအခန်းထဲကိုရုတ်တရက်ရောက်လာပါတယ်။သူအိမ်ပြန်ရောက်တဲ့အခါအဖွားဖြစ်သူကသူမအပြစ်ပေးခံရပြီးအိမ်ပြင်မထွက်ရဘူးဆိုတာကိုပြောပြလိုက်တာပါ။သူကသူမအတွက်စိုးရိမ်နေမှာစိုးလို့အဖွားကပဲလွှတ်လိုက်တာဖြစ်ပါတယ်။သူမဟာပထမဆုံးအကြိမ်ဖြစ်သူရှိနေပေးတဲ့အတွက်ကျေးဇူးတင်မိသွားပါတယ်။သူမကိုအပြင်ခေါ်ထုတ်သွားနိုင်ဖို့အတွက်သူဟာအဖွားအတွက်လက်ဆောင်တွေယူလာပေးခဲ့ပါတယ်။ပြီးတော့သူမကိုစားအုပ်ဆိုင်သွားမယ်လို့အကြောင်းပြပြီးခေါ်ထုတ်ခဲ့ရာအဖွားကလည်းသဘောတူလိုက်ပါတယ်။အပြင်ရောက်တဲ့အခါသူတို့စာအုပ်ဆိုင်ကိုမသွားဘဲဝိုင်းချက်တဲ့ပစ္စည်းအသစ်တွေကိုတွားဝယ်ပေးခဲ့ပါတယ်ဒါဟာသူမရဲ့ဝါသနာကိုပထမဆုံးအကြိမ်အလေးနဲ့နားလည်ပေးခဲ့တာဖြစ်ပြီးသူမရဲ့ဝါသနာကိုမိုက်တယ်လို့ပြောလိုက်တဲ့အတွက်သူမအရန်ကိုအံ့ဩသွားရပါတယ်ပစ္စည်းတွေဝယ်ပြီးအိမ်ပြန်ဖို့လုပ်နေတော့မှပဲသူမရဲ့နောက်ထပ်ရန်သူတယောက်နဲ့တိုးပါတော့တယ်ထိုရန်သူကသူမကိုကောက်ရသူတရားမဝင်ကလေးလို့ခေါ်ပြီးမိသားစုကိုအရှက်မခွဲဘဲအပြင်မထွက်ဖို့နှိမ်ချနှောင်ပြောင်လိုက်ပါတယ်သူမပြန်ပြောဖို့ပြင်နေတော့မှပဲထိုလူကရှေ့ကနေဝင်ပြီးဒေါသတကြီးပြက်သားတုံ့ပြန်ပေးလိုက်တဲ့အတွက်ရန်သူဖြစ်သူမှစကားပင်မပြောနိုင်ပဲဒေါသတကြီးထွက်သွားရပါတော့တယ်သူ့ရဲ့ကာကွယ်ပေးမှုကြောင့်သူမစိတ်ထဲမှာနှွေးထွေးမှုလေးတစ်ခုကိုခံစားလိုက်ရပါတယ်။အဲ့ဒီညမှာသူကသူမကိုအိမ်ထိလိုက်ပို့ပေးခဲ့ပါတယ်။သူမအိမ်ထဲဝင်ခါနီးမှာသူကတားလိုက်ပြီးဓာတ်ပုံတူရိုက်ဖို့ပြောပါတယ်။သူမကချက်ချင်းချင်းပေမဲ့သူကဒါဟာအဖွားပေးလိုက်တဲ့တာဝန်ဖြစ်လို့မဖြစ်မနေလုပ်ရမယ်လို့ဆိုပြောပါတော့တယ်ပြီးတော့သူမကိုဖတ်ပြီးဓာတ်ပုံရိုက်လိုက်ပါတယ်။နှစ်ယောက်သားခေါင်းကိုတပြိုင်တည်းလှည့်လိုက်တဲ့အချိန်မှာတော့နှုတ်ခမ်းချင်းနမ်းမိမတက်ဖြစ်သွားပြီးအနီးကပ်ဆုံးအနေထားကြောင့်နှစ်ယောက်လုံးရှက်သွေးဖြာသွားကြပါတော့တယ်